အားလုံးပဲမင်္ဂလာပါ17ရက်5လပိုင်း2026ဒီကနေ့မှရရှိထားတဲ့ဥရောပဘောလုံးလောကရဲ့နောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေကိုကြည့်ရမယ်ဆိုတော့လီဗာပူးအသင်းစီကိုပြောင်းရွှေ့ခြင်းနဲ့ PSG အသင်းရဲ့တောင်းပန်ကစားသမားဒေါက်ကတ်လူးဝစ်ကိုခေါ်ယူသွားမှာမဟုတ်ဘူးလို့ဆိုလိုက်တဲ့ Aston Villa အသင်း Jonathan ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ Chelsea အသင်းရဲ့သတင်းအပါအဝင်နောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေမှာတော့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့လီဗာပူးအသင်းကကလပ်အသင်းကနေထွက်ခွာသွားတော့မဲ့အသင်းရဲ့ Egypt တောင်ပန်ကစားသမားဖြစ်တဲ့ Mohamed Salah ရဲ့နေရာမှာအစားထိုးနိုင်ဖို့ Chelsea အသင်းရဲ့ Brazil တောင်ပန်ကစားသမားဖြစ်တဲ့ Aston ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတဲ့လီဗာပူးအသင်းက option များစွာတွေကမှဒီကနေ့မှာပဲဒါကျွန်တော်တို့ Chelsea အသင်း potential မြင့်တောင်ပန်ကစားသမားဖြစ်တဲ့ Aston ကိုခေါ်ယူဖို့စိတ်ဝင်စားလာတာလည်းဖြစ်တယ်PSG အသင်းရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Vagola ကတော့သူ့အနေနဲ့ PSG အသင်းကနေထွက်ခွာပြီးတော့မှတခြားသောလိကအသင်းတစ်သင်းကိုပြောင်းရွှေ့ကစားခြင်းနဲ့ဆိုပြီးတော့မှဆူထားတယ်ဒီထက်မှာတော့လီဗာပူးအသင်းကကစားသမားကိုတောက်လျှောက်ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အတွက်သူနဲ့လီဗာပူးအသင်းကိုပြောင်းရွှေ့ကစားဖို့စံထားရှိတယ်ဆိုပြီးတော့မှFinland News ကဖော်ပြထားတယ် Chelsea အသင်းကတော့ဒါကျွန်တော်တို့ဗောလေ AC Milan တဲ့နောက်ခံကစားသမားဖြစ်တဲ့ Bravo Lomas ကိုခေါ်ယူဖို့ကြိုးပမ်းChelsea အသင်းကတော့ AC Milan တဲ့နောက်ခံကစားသမားဖြစ်တဲ့ Paralomas ကိုခေါ်ယူဖို့ချိုးပမ်းနေတယ်ဆိုပြီးတော့မှ Milan News ကဖော်ပြထားတယ်လက်ရှိမှာပေါ်လေဒါ Chelsea အသင်းကဒီကစားသမားရဲ့အပြောင်းအရွှေ့တစိမ့်တဒေတာအတွက်အသင်းရဲ့ပြင်သစ်နောက်ခံကစားသမားဖြစ်တဲ့ Various Sheets ကိုအလိုက်ပေးကမ်းလှမ်းဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့လည်းဖော်ပြထားတယ်ဒါပြင် Chelsea အသင်းရဲ့ပေါ်လေဒါကျွန်တော်အာဂျင်တိုင်းနာတောင်ပန်ကစားသမားဖြစ်တဲ့ဂါနာချူကို Chelsea အသင်းကဒီနေရာစီ transfer window မှာကလပ်အသင်းကနေရောင်းချသွားနိုင်ပြီးတော့မှပိုလောညာအသင်းရဲ့အင်္ဂလိပ်တောင်ပန်ကစားသမားဖြစ်တဲ့ Jonathan Rose ကိုခေါ်ယူသွားနိုင်ဖို့ရှိတယ်ဆိုပြီးဖော်ပြထားတယ်။ပြင်သစ်ကလပ်အသင်းဖြစ်တဲ့ Marseille အသင်းကတော့ပြီးခဲ့တဲ့နေရာစီ transfer window တုန်းက Arsenal အသင်းစီကနေတရားစီအငားနဲ့ခေါ်ထားတဲ့ကလပ်အသင်းရဲ့ကွင်းလေကစားသမားဖြစ်တဲ့ Ethan ကိုတော့ဒီနေရာစီ transfer window မှာပဲအပိသက်ခေါ်ယူနိုင်ဖို့ Arsenal အသင်းရဲ့တာဝန်ရှိတဲ့သူတွေနဲ့ဆွေးနွေးမှုတွေရှိခဲ့တယ်ဆိုပြီးတော့မှ France Time ကဖော်ပြထားတယ်။ Ethan ကိုတိုင်းက Arsenal အသင်းမှာပွဲထောက်ခွင့်ပျောက်ဆုံးနေတဲ့အတွက်တခြားသောအသင်းအသင်းကိုသာအပိသက်ပြောင်းရွှေ့ဖို့ဆန္ဒရှိနေတာဖြစ်ပြီးတော့မှလက်ရှိမှာပေါ်လေဒါသူ့ရဲ့အငါကလပ်အသင်းဖြစ်တဲ့ဒါကျွန်တော်တို့ပေါ်လေမာဆေးအသင်းကအပိသက်ခေါ်ယူဖို့ကြိုးပမ်းနေရလဲဖြစ်တယ်တစ်ဖက်မှာတော့ Chelsea အသင်းစီကနေပြီးခဲ့တဲ့နေရာစီ transfer window တုန်းကဒါကျွန်တော်တို့ပေါ်လေတရားစီအငါနဲ့ခေါ်ထားတဲ့ Chelsea အသင်းရဲ့ကျွန်တော်တို့ပေါ်လေပြင်သစ်နောက်ခံကစားသမားဖြစ်တဲ့ဒီစာစီကိုတော့ဝဟန်အသင်းကကျွန်တော်တို့အပိသက်ခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်လက်ရှိမှာဒီစာစီကိုတော့ကျွန်တော်တို့ဝဟန်အသင်းအပါအဝင် Leeds United အသင်းကလည်းအပိသက်ခေါ်ယူဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှ Chelsea အသင်းကဒီနေရာစီ transfer window မှာပဲဒီကစားသမားတွေကိုအပိသက်ရောင်းချဖို့ကြိုးပမ်းသွားမယ်ဆိုပြီးဖော်ပြထားတယ်ပေါ့လေဒီဗီဒီယိုတော့ Tosna 169ကပုံပို့ထားပြီးတော့မှအကယ်၍လူချင်းမင်းတို့အနေနဲ့စိတ်ဝင်စားလို့အကောက်ဖွင့်ချင်တယ်ဆိုရင်တော့Fire ခိုင်တို့အပေါ်လက်ဆောင်အပြင်ဖုံးပြီးကန်ဆမ်းမဲ့နဲ့အတူဒါကျွန်တော်စိတ်ပါဝင်စားလို့ဖွင့်ချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာမြင်မြန်လို့ရပါတယ်။စနေတဲ့နေ့ပြဖြစ်တဲ့ Mickey Arteta ကတော့ကလပ်တဲ့အတွက်လိုအပ်နေတဲ့နှစ်ပေါင်း20ကျော်ဝေးကွာနေတဲ့ Premier League Super League ကိုတကြောပြန်ရရှိဖို့အကောင်းဆုံးအနေအထားရှိနေပြီဆိုပြီးတော့မှဆိုထားတယ်။ဒါပြင်ကျွန်တော်တို့အသင်းအနေနဲ့ပေါ့လေ Champions League မှာလည်း Final အဆင့်ကိုရောက်ထားတဲ့အတွက်ဒီရာသီမှာကလပ်အသင်းတမိုင်းတစ်လျှောက်ပထမဆုံးသော Champions League Super League ကိုယူဖို့အတွက်အသင်းသားတွေအားလုံးကယုံကြည်မှုအပြည့်အဝရှိနေတယ်ဆိုပြီးတော့မှဒါကျွန်တော် ESPN နဲ့ interview မှာဆိုထားပေါ့လေဆိုတော့ကြည့်ရှုပေးခဲ့တဲ့တူတောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းဟိုကျမချင်းအားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်